အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ reaction လုပ်မယ့် video ကလည်းကျွန်တော်တို့ပိုက်နဲ့လုပ်သွားတာပြအရင်မိုက်တယ်ကျွန်တော်တို့ပြောရင်ကျွန်တော်တို့ခန်းချစ်စပွဲခင်းပေါ်ရစပွဲပိုက်လေးကိုဖြတ်တယ်ပြီးကျွန်တော်ရေးထည့်လိုက်တယ်ကျေကျွန်တော်9ခန်းနဲ့9ရထည့်လိုက်တယ်ပြီးကျွန်တော်အလာမီလေးဆင်းလိုက်ရဘောမှန်ချက်တယ်အရင်မိုက်တယ်ကြာကျွန်တော်တို့ခန်းချစ်မှာထားတယ်ဒါလည်းကျွန်တော်တို့ပေါ်လိုချောင်းကိုကျွန်တော်တို့ပိုက်နေစမ်းကျွန်တော်တို့ဘောလိုပိုက်လုံးနဲ့စမ်းအခုဒီလိုသာခံစားမှုလည်းရှိတယ်ကျွန်တော်တို့ကျင်ပြော်လဲကြားတယ်ဒါတော့ကျွန်တော်တို့တံပိုက်လုံးကိုကျွန်တော်တို့စက်နီးပြဒါဒီပုံစံနဲ့စက်မယ်ဆိုရင်တော့ကျွန်တော်ခံစားမှုနည်းမယ်ကျွန်တော်ကျိုးတယ်တူပြလာတယ်ကိုကျွန်တော်ချက်ပြလိုက်ဟုတ်ပဲနောက်ပေလေးရလူချင်းမင်းတွေပညာတစ်ခုတစ်စုံရခဲ့ရင်ပေလေးကို follow like share ရင်းပြကူညီပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ခံစားမှုရှိတယ်ဒါကျွန်တော်တို့ပေါ်လိုချောင်းလေးချောင်းဆက်ကျင်းရကြရတယ်ဗျာဒီဘုတ်ပုံလုံးကြီးတော်တော်လေးကိုကျင်းရကြတယ်ဒါနဲ့ကျွန်တော်တို့ဘေးတော့ပုံကိုကျွန်တော်တို့ကျင်းရကြအောင်လုပ်မယ်ဘာပေမတိုင်းဆောင်မယ်ကျွန်တော်တို့ပေါ်လိုချောင်းထူရင်းနဲ့လည်းလုပ်ပြသွားတယ်ကျွန်တော်စပရန်ကျင်းရကြအောင်လုပ်တော်လေးမိုက်ကျွန်တော်ကွက်တီဒါကျွန်တော်ဟင်းလမ်းကိုတုံးချောင်းဆက်